elementary level story လေးတစ်ပုဒ်ကိုဖတ်ပြပေးခြင်းပါတယ် A man was trying to build an electric motor car လူတစ်ယောက်ကပေါ့နော်ဒီလျှက်စစ်မော်တာနဲ့ကားကိုသူကတီထွင်ဖို့ကြိုးစားနေပါတယ်တဲ့ He worked in an office in the town during most of the week, but on Saturday and Sunday he stayed at home in the country and worked on his electric car. သူကဘာလို့ဒီ Monday to Friday ပေါ့အဲ့လိုရက်တွေမှာဆိုလို့ရှိရင်သူကမြို့ထဲမှာအလုပ်လုပ်ရတယ်။ဒါပေမဲ့သူကစနေတနင်္ဂနွေမှာဆိုလို့ရှိရင်တော့သူကဒီနယ်ဘက်မှာရှိတဲ့သူ့ရဲ့အိမ်မှာနေပြီးတော့ဒီလျှက်စစ်ကားကိုသူကလုပ်တယ်ပေါ့နော်လျှက်စစ်ကားရဖို့သူလုပ်တယ်ပေါ့ Every Monday he told his friends at the office about his work on the car, but his news about it was never very good. တနင်္လာနေ့တိုင်းတဲ့သူကဒီသူ့ကားထွင်တဲ့ဟာနဲ့ပတ်သက်လို့သူတငယ်ချင်းတွေကိုပြောတယ်ဒါပေမဲ့သူ့ရဲ့သတင်းတွေကဘယ်တော့မှတော့မကောင်းလာခဲ့ပါဘူးတဲ့เนาะသတင်းအောင်မြင်ဘူးပေါ့เนาะပြောရမယ်ဆိုရင် Then at last one Monday morning he came to the office and said to his friend သူရုံးကိုလာပြီးတော့တဲ့သူတငယ်ချင်းတွေကိုပြောတယ်တဲ့ဒီတရက်ပေါ့နော် Monday တရက်မှာပေါ့ I have done it အလုပ်လိုက်ပြီဟေး I have driven from my home to here by electricity ငါအိမ်ကနေရုံးကိုငါလျှက်စစ်နဲ့မောင်းလာတာကွာ His friends were all very glad သူတငယ်ချင်းတွေအားလုံးအရန်ကိုပြောသွားကြပါတယ်တဲ့ How much did it cost to get here by electricity they asked ဒီကိုရောက်ဖို့ဒီလျှက်စစ်ဘောနော်ဒီမီတာကားလိုမျိုးပြောတာဘောနော်ဘယ်လောက်များကုန်တော့ 302 pounds he answered 302ပေါင်ကြတယ်ကွာ 2 pounds for the electricity and 300 pounds for the electric wire from my house to the car 2ပေါင်ကတော့မီတာကားပေါ့ကွာပေါင်300ကတော့ဝါယာကြိုးပေါ့ငါအိမ်ကနေကားနဲ့ကိုငါအိမ်နဲ့ကားနဲ့ကိုတွဲထားတဲ့ဝါယာကြိုးပေါ့တဲ့Thank you for your listening, man.